တခါကပြားတကောင်နဲ့ရင်တကောင်ဟာပြန်သားလာရင်လမ်းမှာတွေ့ဆုံကြတဲ့အခါပြားကလမ်းလွဲသွားတယ်။ဒါကိုရင်ကောင်ကရိပ်မိတော့ပြားကိုပြောတယ်တဲ့။ဟဲ့ကောင်ပြားတဲ့မင်းကဘာလို့ငါနဲ့ရှင်မသွားတာလဲကွာ။ဒီတော့ပြားကပြန်ပြောတယ်မင်းနားကိုမကတ်ချင်လို့ပေါ့ကွာ။ဘာလဲတဲ့ငါကနူနေလို့လား။မဟုတ်ပါဘူးကွာတဲ့။ငါတို့ရဲ့တဘာဝကမတူညီကြလို့ပါတဲ့။မင်းလဲတောင်ပန်တွေနဲ့ပြန်တန်းတယ်ငါလဲတောင်ပန်တွေနဲ့ပြန်တန်းရတာပါပဲဒါပေမဲ့ငါတို့ကမိတ်ဆွေတွေမဖြစ်ထိုက်ဘူးကွပြားဆိုတဲ့ငါတို့ကပန်းဝတ်ရည်တွေကိုပြားရည်အဖြစ်ပြားအိမ်မှာစုဆောင်းကြတယ်မင်းတို့ရင်ကောင်တွေကတော့ကွာအညစ်ကြေးတွေကြားထဲမှာပဲပျော်မွေ့ကြတယ်ငါတို့ပြားတွေကတစ်ဖြောင်နဲ့ပြန်တန်းတယ်မင်းတို့ကတဝဲလေလေနဲ့ပြန်တန်းကြတယ်ငါတို့ပြားတွေကကိုစုပ်ယူမဲ့ပန်းကင်းကိုတပတ်ပတ်ပြီးတော့စုပ်ယူကြတယ်မင်းတို့ရင်ကောင်တွေကအညစ်ကြေးတွေစီကိုတရှိန်တို့ပြန်တန်းသွားကြတယ်ရင်ကောင်ကပြန်ပြောတယ်ဒါပေမဲ့ကွာတဲ့ငါတို့ကမင်းတို့လိုလူတွေကိုအစိမ့်နဲ့မတုတ်ပြန်ဘူးကွပြားကပြန်ပြောတာပေါ့ငါတို့အစိတ်ကတဲ့ငါတို့ရဲ့ကြိုးစားအားထုတ်မှုအပေါ်ကာကွယ်ဖို့တဘာဝကပေးထားတာတဲ့ငါတို့ပြားတွေကချွေးနှံတွေကိုမုန်းတယ်အညစ်ကြေးတွေကိုယွန်းတယ်တကယ်တော့မင်းတို့ရင်ကောင်တွေရဲ့နှုတ်သီးတွေခြေလက်တွေကသာလူတွေကိုအန္တရာယ်ဖြစ်စေတာပါကွာမင်းတို့နဲ့ငါတို့ကြားမှာမတူညီတဲ့ပြန်တမ်းမှုတွေမတူညီတဲ့ယက်တီမှုတွေရှိတယ်ဒါကြောင့်နဲ့မင်းလဲမင်းနေတက်တဲ့အညစ်အကြေးတွေကြားထဲမှာပျော်ပါငါလဲငါနေတက်တဲ့ตาရအေးချမ်းခြင်းတွေနဲ့ပဲပျော်ပါတော့မယ်လို့ပြားကဒီလိုပြက်ပြက်သားသားနဲ့ရင်ကောင်ကိုတုတ်ပြန်လိုက်ပါတယ်ဘဝဆိုတဲ့အရေးအောက်မှာတူရစုရတယ်ဆိုပေမဲ့ရင်ကောင်လိုအညစ်အကြေးတွေထဲမှာပျော်မွေ့နေတဲ့လူတွေလည်းရှိတယ်။ပြန်တန်းပုံယက်တီပုံချင်းမတူညီကြတဲ့ဘဝမှာကိုကဘလို့ဘဝမျိုးလဲဆိုတာကိုပြန်မေးဖို့လိုတယ်။ဒါကြောင့်ကိုနေတိုင်းဖြတ်တန်းနေရတဲ့ပတ်ဝန်းကျင်လူတိုင်းဝိုင်းမှာခံယူချက်နဲ့ယက်တီပုံချင်းမတူညီတာတွေလည်းရှိတတ်ပါတယ်ခင်ဗျာ။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။